မန္တလေးမြို့မှာရောက်ရှိနေတဲ့အိန္ဒိယစစ်တပ်ရဲ့မြေပြင်ကွင်းစင်းဆေးရုံကလူနာအယောက်850ကျော်ကိုဆေးကုသပေးခဲ့တယ်လို့အိန္ဒိယစစ်တပ်ကဧပြီလ6ရက်နေ့ကထုတ်ပြန်ထားပါတယ်။ငလျင်တန်သင့်မြန်မာပြည်သူတွေကိုဆေးဘက်ဆိုင်ရာထောက်ပံ့မှုတွေဆက်လက်ဆောင်ရွက်နေပြီးစတင်ဖွင့်လှစ်တဲ့နေ့ကစပြီး6ရက်အတွင်းလူနာ859ယောက်ကိုဆေးကုသပေးခဲ့ကအသက်ကေခွေစိတ်မှုပေါင်း20ကျော်ပြုလုပ်ခဲ့တယ်လို့အိန္ဒိယစစ်တပ်ကဆိုပါတယ်။အိန္ဒိယလေတပ်က C-17 လေယာဉ်နဲ့စေဝါရိတ်ခါတွေထပ်မံဖြစ်တင်ပေးခဲ့တယ်လို့ဆိုပါတယ်။အဖွဲ့ဝင်118ယောက်ပါဝင်တဲ့အိန္ဒိယတပ်မတော်ကွင်းစင်းဆေးရုံအဖွဲ့ဟာ C-17 လေယာဉ်2စင်းနဲ့မတ်လ31ရက်နေ့ကမြန်မာနိုင်ငံကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံဟာငလျင်တန်သင့်မြန်မာပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီတစိမ့်တဒေသအဖြစ်စားနပ်ရိက္ခာတန်ရှင်442တန်ကိုဧပြီလ9ရက်နေ့ကပေးပို့ခဲ့ပါတယ်။